အခုနောက်ပိုင်းမှာဆိုရင် smartphone industry မှာဒီ performance gain လို့ပြောလိုက်တာနဲ့လူတွေကဒီ Redmi ကိုကြော်ပြီးတော့ IQ phone တွေကိုပြေးမြင်လာကြတယ်အဲ့တော့ကျွန်တော်ကဒီနေ့ဗီဒီယိုမှာကျွန်တော်ဒီ IQ ရဲ့ရောင်းအားအကောင်းဆုံးနဲ့ဒီအခုချိန်မှာနာမည်အကြီးဆုံးဖုန်းတွေလို့ပြောလို့ရတယ် IQ 15ရဲ့ IQ ရဲ့ Neo 11ရဲ့ IQ ရဲ့ Z11 Turbo ဒီဖုန်းသုံးလုံးကဒီ gamer တွေအပြင်မှာဒီဖုန်းတစ်လုံးကို all rounder သုံးချင်တဲ့လူတွေအတွက်ရွေးချယ်လို့ကောင်းရင်လားဆိုတာကိုပြောပြပေးမယ်အဲ့တော့ကျွန်တော်ဖက်မှာဗီဒီယိုလေးကိုစပြီးတော့ကြည့်လိုက်အောင်ပထမဆုံးအနေနဲ့ဈေးကြီးဆုံးဖုန်းဒီ flagship ဖုန်းလို့ပြောလို့ရတယ်ဒီ IQ 50ကနေစပြီးတော့ပြောလိုက်အောင်ဒီ IQ 50မှာဆိုရင် Snapdragon 8 Elite Gen 5 SoC ကိုသုံးထားပြီးတယ်အဲ့ဒါအောင်မှာ Cloud Suite က 4.6 GHz/s ဆိုတော့ဒီ SoC ကလက်ရှိဒီ smartphone industry ထဲမှာအမြန်ဆုံး SoC တစ်ခုလို့ပြောလို့ရတယ်အဲ့လိုမျိုး performance အရင်ကျန်းတဲ့ SoC ကိုကျွန်တော်တို့ gain ဆော့တဲ့အခါမျိုးကြရင်သူ့ရဲ့ performance အမြင့်ဆုံးထုတ်တဲ့အခါ heat တွေအရင်တက်မလာအောင်ဆိုပြီးတော့ 8K Vapor Chamber cooling system အကြီးကိုလည်းထည့်ထားပေးတယ်ဒီလိုမျိုး cooling system တွေပါတဲ့ပြင်မှာဒီ IQ ရဲ့ထုံးစံတိုင်းပဲသူရှိမှာဆိုရင် eSport 23ကိုတုံးထားပေးတယ်အဲ့ဒီအတွက်ကြောင့်သူရှိမှာပါတဲ့ Vapor Chamber ရဲ့ပါတဲ့ eSport ချစ်နဲ့ပေါင်းပြီးတော့ကျွန်တော် performance demand အရင်များတဲ့ဒီ Genshin Impact လို့ gain တွေကိုကျွန်တော်တို့ဇက်တိုက်နိုင်ပေါင်းများစွာဆော့မယ်ဆိုရင်တော့မှ 60fps ကို AACC ဆော့လို့ရတဲ့အနေအထားမျိုးလောက်ထိကိုဒီ IQ 50မှာကမျှော်လင့်လို့ရတယ်နောက်ထပ်ဒီဖုန်းရဲ့ display ဘိုင်းမှာဆိုရင်ဒီ6000နစ်လင်းနဲ့ဒီ144ရဲ့ LTPO AMOLED display ကိုတုံးထားပေးတယ်အဲ့ဒါအပြင်မှာကျွန်တော် display ဘေးပေါက်နဲ့အရင်ပါတဲ့အတွက်ကြောင့်ဒီဖုန်းကဒီ flagship ဖုန်းတွေနဲ့ရှင်းလိုက်မယ်ဆိုရင်တော့မှသူ့ရဲ့ display ကရော့နေတာမျိုးတစ်ချက်မှမရှိဘူးတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဒီလိုမျိုးပေါ့နော်ဒီဖုန်းကကျွန်တော် display ဘိုင်းနေကျွန်တော်တို့ဒီ cooling system ဘိုင်းနေဒီ performance ဘိုင်းနေကောင်းတော့ camera ဘိုင်းမှာဝေးရှော့ထားမယ်လို့အရင်တုန်းကထင်ခဲ့တယ်ဆိုပေမဲ့အဲ့လိုမျိုးတက်ဆင်အောင်ကျွန်တော်လွဲသွားတယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီဖုန်းမှာကကျွန်တော်တို့50 megapixel travel camera setup ကိုသုံးထားပေးတယ်50 megapixel ဆိုတာကဒီနေရာမှာ main camera တစ်ခုတည်း50 megapixel မဟုတ်ဘူးသူရှိမှာက50 megapixel main camera 50 megapixel tele sensor နဲ့50 megapixel ultra wide camera သုံးလုံးကိုသုံးထားပေးတယ်နောက်ပြီးတော့သုံးပေးထားတဲ့ sensor တွေကလည်း flagship level sensor တွေပဲဆိုတော့ဒီဖုန်းရဲ့ဒီ camera quality ကကျွန်တော်တို့ကဒီ gaming ဘိုင်းကိုအရင်အသားပေးထားတဲ့ဒီ ultra flagship ဒီ camera အသားပေးဖုန်းတွေနဲ့မရှင်ဘူးဆိုရင်ကျွန်တော် Yotanen base model flagship model တွေနဲ့သူ့ရဲ့ camera ဘိုင်းကရင်မောင်တန်းနိုင်တယ်ဆိုတဲ့အနေအထားမျိုးမှာရှိတယ်အဲ့တော့ဒီ IQ 15ကဘယ်လိုမျိုးလူတွေတက်ရွေးချက်တင်လဲဆိုရင်တော့ကျွန်တော်ပေါ့နော်ဒီရှေ့မှာပြောခဲ့လို့ပဲဒီဖုန်းကဒီ all rounder ကောင်းကောင်းမွန်သုံးခြင်းတယ် display ဘိုင်းတွေကောင်းအောင်မယ် performance ဘိုင်းတွေ cooling system ဘိုင်းတွေ camera ဘိုင်းတွေမှာတပြားသားမှမလျော့ခြင်းပဲနဲ့ဒီဇိုင်းမှာပေါ့ပေါ့ပရိုးရှင်းရှင်းနဲ့ဒီ IQ brand တွေကကိုင်းနေတဲ့ဆိုတဲ့လူအတွက်ကဒီဖုန်းကတော်တော်လေးရွေးချက်တင်တဲ့ဖုန်းတစ်လုံးလို့ပြောလို့ရတယ်ဒုတိယတစ်လုံးကတော့ဒီ flagship killer လို့ခေါ်လို့ရမယ် IQ ရဲ့ Neo 11ဒီဖုန်းကကြတော့ပေါ့နော်ဒီ flagship level performance တစ်ခုကိုဈေးနှုန်း30ကျော်ဝန်းကျင်လောက်နဲ့လိုချင်တဲ့လူတွေအတွက်တော်တော်လေး sweet spot ဖြစ်တဲ့ဖုန်းတစ်လုံးလို့ပြောမယ်ဆိုရင်လုံမယ်လို့မထင်ဘူး။ဘာကြောင့်လဲဆိုတော့ဒီဖုန်းမှာက Snapdragon 8 Elite SoC အဲ့တော့မှဒီ IQ ရဲ့ eSport 2 ကိုသုံးထားပေးတာဆိုတော့ performance ကဘာမှလှည့်ကြည့်နေကြမလို့ကျွန်တော်ပေါ့နော်ဒီ graphic demand အများများတဲ့ gain တွေ patch တို့ Genshin Impact တို့ Wuthering Waves တို့အဲ့လိုမျိုး gain တွေကိုဒီ long term session ဆော့မယ်ဆိုရင်တော့မှဒီ Tamatron တို့ခက်ကောင်းနဲ့ကျွန်တော်တို့ဒီ sustain performance ကိုအကြာကြီးထုတ်ပေးနိုင်တယ်လို့ပြောလို့ရမယ်ကင်မရာဘိုင်းကတော့ဒီဖုန်းမှာကဒီ50 megapixel main camera နဲ့8 megapixel ultra wide ကိုပဲသုံးထားပေးတယ်။အဲဒီအတွက်ကြောင့်ဒီဖုန်းကပေါ့နော်ဒီ flagship level camera performance ကိုထုတ်ပေးနိုင်မှာတော့မဟုတ်ဘူး။ဒါပေမဲ့သူရှိမှာပါတဲ့ main camera ကတော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်။ဒီ IQ ဖုန်းတွေကထွက်တဲ့ color look ကကျတော့နည်းနည်းလေး warm ဖြစ်တဲ့သုံးဘက်ကိုသွားတာဆိုတော့ကျွန်တော်မျက်စိထဲမှာဆိုရင်ပို့ပြီးတော့မျက်စိပလာဖြစ်ပြီးတော့ကြည့်ကောင်းတယ်လို့လည်းမြင်။ဘက်ထရီဘိုင်းမှာဆိုရင်တော့ဒီဖုန်းမှာကဒီ 9500 mAh battery အဲ့ဒါအောင်မှ 100W fast charging ကို support ပေးထားတာဆိုတော့ကိုကပေါ့နော်ဒီ gain ကိုအကြာကြီးဆော့မယ်နောက်ပြီးတော့အားလေးခဏမသွင်းချင်ဘူးအားသွင်းတဲ့အခါမျိုးကြရင်လည်းဒီအချိန်နည်းနည်းလေးနဲ့မြင်မြင်ဆက်ဆက်ပြည့်ကျင်တယ်ဆိုရင်တော့ဒီ IQ Neo 11ရဲ့ဒီ battery နဲ့ဒီ charging performance ကမိတ်ဆွေကိုစိတ်ပျက်စေမှာတော့မဟုတ်ဘူးအဲ့တော့ဒီ IQ Neo 11ကဘယ်လိုမျိုးလူတွေရွေးချယ်တင်တဲ့ဖုန်းလဲဆိုတော့မိတ်ဆွေကဒီ30ကျော်ဝန်းကျင်လောက်မှာ price to performance လည်းကောင်းကျင်တယ်ဒီ Redmi ရဲ့ K series ကိုလည်းမကင်ချင်ဘူးကင်မရာဘိုင်းမှာဆိုလည်း1ဖြစ်တဲ့3တစ်ခုကိုကြိုက်တယ်ဒီဇိုင်းဘိုင်းမှာ unique ဖြစ်ကမယ်နောက်ပြီးတော့ gain ဆော့တဲ့ခါမျိုးကြရင်လည်း heat အရင်မတက်တဲ့ဖုန်းတစ်လုံးကိုလိုချင်တယ်ဆိုရင်တော့ဒီ IQ ရဲ့ Neo 11ကိုတစ်ချက်လောက်တော့စဉ်းစားကြည့်ရတယ်နောက်ဆုံးလုံးကတော့အခုကျွန်တော်ဒီဗီဒီယိုထဲမှာပြောပြမယ်ဖုန်းတွေထဲမှာဈေးသက်သာဆုံးဖုန်းလို့ပြောလို့ရတယ်ကျွန်တော် IQ ရဲ့ Z11 Turboကျွန်တော်ဒီဖုန်းမှာအကြိုက်ဆုံးချက်ကကြတော့သူ့ရဲ့ design ဘိုင်းလို့ပြောလို့ရတယ်သူ့ရဲ့ design ဘိုင်းကသူ့ရဲ့ဘေးဘက်ဘောင်လေးကိုဒီခက်လုံးလုပ်ပေးထားတဲ့ပုံစံမျိုးလေးတွေနောက်ပြီးတော့ဒီကြောဘက်ချမ်းမှာ camera ဘက်ထားတဲ့ပုံစံမျိုးလေးတွေကတော်တော်လေးချစ်ဖို့ကောင်းတယ်ဒီဖုန်းကကျွန်တော်လက်ထဲမှာကင်ကြည့်တဲ့အခါမျိုးကြရင်ကျွန်တော် IQ ဖုန်းတစ်လုံးကိုကင်နေရဆိုတဲ့ခံစားချက်ကိုမရဘဲနဲ့ကျွန်တော် Pixel ဖုန်းတစ်လုံးကိုလက်ထဲမှာကင်နေရဆိုတဲ့ခံစားချက်ကိုတွားပြီးတော့ရတယ်အဲ့ဒါကိုကျွန်တော်တော်တော်လေးသဘောကျလို့ပြောလို့ရတယ်နောက်ထပ်ကျွန်တော်ပေါ့နော်ဒီ SoC ဘိုင်းတွေမှာဆိုရင်လည်းသူရှိမှာက Snapdragon 8 Gen 5 SoC ကိုသုံးထားပြီတယ်ဒီ SoC ကအသစ်ဆိုတော့ကျွန်တော်တို့ဒီ performance ကဘယ်လိုနေလဲဆိုရင်တော့ Snapdragon 8 Elite SoC နဲ့မသိမငိမ့် performance တစ်ခုကိုထုတ်ပေးတယ်လို့ပြောလို့ရတယ်
အတွက်ကြောင့်ပေါ့နော်ဒီ game အကျန်းစားကြီးတွေစောင့်မဲ့လူတွေအတွက်ကတော့တိတ်ပြီးတော့ပြဿနာတော့မရှိဘူးဘက်ထရီပိုင်းမှာဆိုရင်လည်းဒီဖုန်းကတော်တော်ကြီးမှကျန်းတယ်လို့ပြောလို့ရတယ်နောက်ထပ်ဒီဖုန်းရဲ့အဓိက game changer လို့ပြောလို့ရတာကသူ့ရဲ့ battery ပိုင်းမှာတွားပြီးတော့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီဖုန်းရဲ့အထူက 7.9mm ပဲရှိတယ်အဲ့ဒါမှ silicon carbon battery 9600 mAh အကြီးကိုတုံးထားပေးတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ပေါ့နော်ဒီ screen on time လို့ခေါ်ရဲပေါ့နော်ဒီဖုန်းကိုအကြိုက်ကြီးတဲ့ဒီအချိန်ကကျွန်တော်12နာရီလောက်ရတာဆိုတော့ဒီဖုန်းကပေါ့နော်ဒီ battery ပိုင်းမှာတော်တော်လေးစိတ်ချရတဲ့ဖုန်းတစ်လုံးလိုချင်တဲ့လူတွေကတော့ရွေးချယ်လို့တော်တော်လေးတင်တယ်လို့ပြောလို့ရတယ်နောက်ထပ်ဒီ camera ပိုင်းမှာဆိုရင်ဒီဖုန်းမှာက200 megapixel main camera 8 megapixel ultra wide ကိုတုံးထားပေးတယ်ကျွန်တော်ဓာတ်ပုံဆန်းပြီးတော့ရိုက်ကြည့်တဲ့အနေအထားမျိုးမှာဆိုရင်ဒီဖုန်းကပေါ့နော်သူ့ထက်ဈေးကြီးတဲ့ကျွန်တော်ရှေ့ကပြောခဲ့တဲ့ကျွန်တော်တို့ဒီ IQ ရဲ့ Neo 11နဲ့တိတ်ပြီးတော့ကွာခြားတာကိုမတွေ့ရအောင်ကာလာပိုင်းတွေမှာဆိုရင်အတူတူပဲ 1H2 ရဲ့ရိုက်တဲ့ခါမှာ portrait ဓာတ်ပုံတွေထွက်လာတာကလည်းအကုန်လုံးအတူတူပဲလို့ပြောလို့ရတယ်အဲ့တော့ဒီနောက်ဆုံးပေါ့နော်ဒီ IQ ရဲ့ Z11 Turbo ကဘယ်လိုမျိုးလူတွေရွေးချယ်တင်တဲ့ဖုန်းလဲဆိုတော့မိတ်ဆွေကပေါ့နော်ဒီ IQ ဖုန်းထဲမှာလက်ရှိအချိန်မှာဆိုရင်ဈေးသက်သာဆုံးဖုန်းတစ်ခုကိုလိုချင်တယ်ဒီဇိုင်းပိုင်းမှာဆိုရင်တော်တော်လေးချစ်ဖို့ကောင်းပြီးတော့ဒီ display size သေးသေးလေးနဲ့ဖုန်းတစ်လုံးလိုချင်တယ်ဒါပေမဲ့ battery ကြီးရမယ် performance ကောင်းအောင်မယ်အဲ့လိုမျိုးလူတွေအတွက်ကတော့ဒီ IQ ရဲ့ Z11 Turbo ကတော်တော်လေး perfect ဖြစ်တဲ့ရွေးချယ်မှုတစ်ခုဖြစ်လိမ့်မယ်အဲ့တော့ဒီဗီဒီယိုတစ်ခုလုံးကိုကျွန်တော်အမြင်ရပြန်ပြောရမယ်ဆိုရင်ဒီဗီဒီယိုထဲမှာကျွန်တော်ပြောပြပေးခဲ့တဲ့ဒီ IQ ဖုန်းသုံးလုံးကလက်ရှိအချိန်မှာဆိုရင်သူဈေးတန်းဝင်းကျင်မှာပေးရစီနဲ့တန်တဲ့ဖုန်းတွေလို့ပြောလို့ရတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဆိုရင်တော့ကျွန်တော်နဲ့အမြင်တူလားအမြင်မတူဘူးလားဆိုတော့လေအောက်က comment section ထဲမှာရေးပေးသွားလို့ရတယ်ပြောနေမယ်နောက်နေ့ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ် Yangon Mobile Store